ဒီနေ့ပဲဒါကျွန်တော်တို့ရန်ကုန်ဒလတရားကြီးဖွင့်လိုက်ပါပြီအခုကကျွန်တော်ဒလဘက်ကန်ကနေပြီးတော့ရန်ကုန်ပြန်ပြီးတော့ပြန်ပါခင်ဗျာနော်ဒါလေးအမှတ်တရမှတ်တမ်းတင်လာတာပါဒါကဒလကနေပြီးတော့ထွက်လာတာပါဒလတူဝိတ်ကိုပြောလာပါပြီရန်ကုန်ဒလဆိုရင်ရင်တော့ဆိုရင်ဒါကျွန်တော်တို့ဒါမြေကူးချောင်းပြပေါ့နော်ကျွန်တော်သူပြမိုးတွင်းမှာဆိုရင်စက်တက်တမန်နေနဲ့ဒါကျွန်တော်တို့စုစုဆာဆာကူးရတာပါကျွန်တော်တို့ရေမတော်တဆမှုတွေလည်းရှိပါတယ်သွားလာရတယ်ဒါနီးပေနဲ့ဟိုအချိန်တွေကြောင့်ကျွန်တော်တို့သွားလာခက်ခဲတဲ့နေရာမှာအခုဒီဒရာကြီးပေါ်လာတဲ့ဟိုတက်ကြောင့်ဒီရန်ကုန်တစ်ဖက်ကဒီဒလဘက်ကဒီတကြောမှာရှိတဲ့ပြည်သူတွေအားလုံးကရန်ကုန်မြို့ရဲ့မြို့လေကောင်တွေအားလုံးကျွန်တော်တို့အချိန်တိုတိုလေးတွေမှာ3-4 မိနစ်တွင်းဒါရောက်ရှိမှဖြစ်ပါတယ်ဒရာကြီးကအခုဆိုရင်ဒါဒီနေ့ပဲဒီနေ့ February လကျွန်တော်တို့6ရက်နေ့မနေ့ပိုင်းမှာပဲဒါကျွန်တော်တို့ဒီဒရာကြီးကိုဖွင့်လှစ်ပြီးဖြစ်ပါတယ်အခုဆိုကျွန်တော်တို့ရန်ကုန်မြို့ကိုဖြတ်တန်းနေပါပြီရန်ကုန်မြို့ကိုဖြတ်တန်းနေတာဖြစ်ပါတယ်ရန်ကုန်မြို့ကိုဖြတ်တန်းပြီးတော့ဒါဟိုဘက်မှာဆိုရင်အခုကျွန်တော်မြင်ရမယ့်ဘက်ကရန်ကုန်ဘက်ကဖြစ်ပါတယ်ကျွန်တော်ကဒီအသွားပြန်ပေါ့လေစမ်းပြီးတော့ကျွန်တော်တို့ဒါဖြတ်တန်းမောင်းနေကြည့်တာဖြစ်ပါတယ်ဒီမှာဒီနုစရာကောင်းပါတယ်အခုဒီကနေကြည့်လိုက်ပါကျွန်တော်တို့ဒါရွှေကုန်းဘုရားရဲ့စီဒီတော်ပြကြီးကိုကျွန်တော်တို့ဒါဖူးမြော်ရပါတယ်လမ်းပြီးတော့ကျွန်တော်တရားပေါ်နေကြည့်ဖူးမြော်ရပါတယ်ဒါကျွန်တော်တို့ရန်ကုန်ဘက်ကိုကျွန်တော်တို့ဆင်းနေတာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုအခုဆိုရင်တချို့တွေဒါဒီနေ့ဖွင့်ပွဲခန်းနာပြီးသွားတော့တချို့ပစ္စည်းတွေကိုတက်ဆိုင်တဲ့ဝန်ထမ်းတွေကပြန်လဲသိသိနေတဲ့အချိန်ပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ကဆင်းတာပါဒါရန်ကုန်ဘက်ကိုဆင်းတာတော့ကျွန်တော်ဒီဘက်ပါဆင်းကျွန်တော်တို့ကကန်နာလန်လာတာမျိုးတွေဘက်ကိုကျွန်တော်တို့ပြန်ဆင်းတာပါသူဘယ်ဘက်ဆိုင်ဆိုရင်တော့ဒါကျွန်တော်တို့ဒါလမ်းမဘက်ကိုဆင်းတာဖြစ်ပါတယ်ကျွန်တော်တို့ဒါလာတာမျိုးဆင်းနေတာဆင်းတဲ့တရားလေးပါအဝေးဝိုက်လေးနဲ့ဒါရန်ကုန်မြစ်ကြီးကိုလမ်းကြည့်မြင်ရပါတယ်အင်မတန်လှပတဲ့ရှုခင်းပေါ့နော်ကျွန်တော်တို့ဒါဒီနေ့ဆိုရင်ကျွန်တော်ထင်တယ်အခုဒီသတင်းကြားပြီးသွားတဲ့အချိန်မှာညနေပိုင်းကနေစပြီးတော့ရန်ကုန်လူတွေကအပျော်လာရောက်ပြီးတော့တရားကြီးကိုဖျက်တမ်းကြမယ်ထင်ပါတယ်ကျွန်တော်ဒီနေ့ဖျက်တမ်းတာတော့ဖုံမွေးနေမို့လို့ထင်ပါတယ်တရားဖျက်တမ်းက